ဖြည့်ဆို့ပူဇော်ရမယ့်မိကုံးကမိကုံးအုပ်စုနံပါတ်9မှန်တယ်နော်သမီး မှန်ပါတယ်ရှင် ဟုတ်ကဲ့ပါ အစင်သင်ဖြစ်ပြီနော် ဖြစ်ပါပြီရှင် ဟုတ်ကဲ့ပါရှင်မိကုံးနံပါတ်1စထသင်္ကာယနာတင်ပွဲသည်ခရစ်နှစ်ညီတိခုနှစ်တွင်ပြီးဆုံးခဲ့ပါသည်နိ 24ရက်5လ1956ပါရှင် မိကုံးနံပါတ်2စထသင်္ကာယနာတင်ပွဲကိုသာသနာတော်နှင့်ညီတိခုနှစ်တွင်ကျင်းပပြီးဆုံးခဲ့ပါသည်လေ 2500ပြည့်နှစ်ကစုံလာပြည့်နှစ် မိကုံးနံပါတ်3စထသင်္ကာယနာတင်ပွဲနှစ်80ပြည့်အထိမ်းအမှတ်ကိုရပ်ပေါင်းမြည်မြကြအောင်ကျင်းပခဲ့ပါသည်လေ 3ရက်ကြာပါရှင် မိကုန်းနံပါတ်4လှိုင်ကူတော်ကြီးဤအုံမြင့်ချရာ၌အစိတ်အပိုင်းမြည်မြဖြင့်တိဆောက်ခဲ့ကြပါသလဲ 2ခုပါရှင် မိကုန်းနံပါတ်5စထသင်္ကာယနာတိဆောက်ရန်အတွက်လှိုင်ကူတော်ကြီးကိုသာသနာတော်နှင့်ညီမြကြာရှိခံသည့်အထိရည်ရွယ်၍ဆောက်လုပ်ခဲ့ကြပါသလဲ တာဒနာတော်နဲ့9000ကြာပါရှင် မိကုန်းနံပါတ်6လှိုင်ကူတော်ကြီးအတွင်းမှအပေါ်တက်သို့တက်ရောက်ရန်လှေကားမြည်မြရှိပါသနည်း 4စင်းပါရှင် မိကုန်းနံပါတ်9လှိုင်ကူတော်ကြီးအတွင်းမှအပေါ်ဓာတ်သို့တက်ရောက်ရန်လှေကား၄စင်းတို့သည်လှိုင်ကူတော်ဤမြည်သည့်ဘက်တွင်ရှိပါသလဲ တောင်ဘက်2စင်းမြောက်ဘက်2စင်းပါရှင် မိကုန်းနံပါတ်10အာလိန်9စင်းတိုက်ခန်းများသည်လှိုင်ကူတော်ဤမြည်သည့်ဘက်တွင်တည်ရှိပါသနည်း မြောက်ဘက်ပါရှင် မိကုန်းနံပါတ်9လှိုင်ကူတော်ကြီးဤအတွင်းဘက်ဝေးရာတစ်ဖက်တစ်ချက်စီတွင်တန်ကားစဉ်ကြီးညီမျှစီတိဆောက်ထားပါသလဲ တန်ခါစင်တစ်ဖက်လင်9စင်းပါရှင် မေကုနံပါတ်30စထသင်္ကာယနာတင်တော်မူရာလှိုင်ကူကြီးသည်ယခုအခါတွင်တက်တန်းညီမျှရှိသလဲ 82နှစ်ပါရှင် လက်ခုပ်တလေးနဲ့အားပေးကြပါအောင်ရှင်